ကျွေးတာဟုတ်။အော်ဘာငါကျွေးတာလားဟဲ့။အကြောင်းနဲ့ဆဲကိုကြည့်တွေခစ်တဲ့ကိုနဲ့တွေယောက်ျားရဲ့ကြောင်ယုံနေအားရကြောင်းဟုတ်ပြီ။တို့ရချောတော့မသိဘူး။ဘုရားလည်းလက်ပါဟဲ့တောင်းလေးရဲ့စားရရရင်မကိုဆိုရလို့ပြောရမလို့စကားမောင်ငါနဲ့ကောင်းဖန်ခြင်းနဲ့ယောက်ျားမျိုးရှောင်းလုံးမသေးရပြောများချွေဇော်ပါပဲယောက်ျီယောက်ဇော်ယောက်ျီယောက်ကိုလိုက်တယ်မောင်ပန်းလိုက်တယ်မောင်ဇော်ယောက်ျီယောက်ဇော်ယောက်ျီယောက်ကိုလိုက်တယ်မောင်ပန်းလိုက်တယ်မောင်ကျိုးဆိုမရှောင်ဘူးတွေဝေးရကြည့်လို့လားရှောင်ကျိုးဆိုမရှောင်ဘူးတွေဝေးရကြည့်လို့လားရှောင်ဒီလိုဆိုမလွယ်ဘူးမောင်အမေဆိုမလွယ်ဘူးမောင်မရှိနိုင်ရှိနေဖင်နေပြုတ်တယ်ဒီလိုဆိုမလွယ်ဘူးမောင်တချို့ကြတော့လေကြည့်ဝတဲ့ကေရောရောကြောက်တော့ကြောက်လိုက်တယ်ကြောက်တယ်မဟုတ်တာနေပြီးတော့စားမရဝါမရမျက်နှာလူတွေတကယ်တည်းရစရာပတိပလူစားမရဝါမရဘယ်ပါလဲစားကြည့်တခုတော့ဆန်းပါဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ကြာဆိုရင်ရှောင်းကြဘုမထွေမောင်အမားတို့မြင်အောင်ပြောလိုက်အောင်ပဲမင်းမသားဒီနာချောင်းဟုတ်ပြီပြီကူတဲ့ယောက်ျားမျိုးလေးမရှာပါဝေးဝေးရှောင်းယောက်ျားဟုတ်ပြီပြီကူပါကြီးစားရရတောင်းတဲ့ချောင်းဟုတ်ပြီပြီကူပါကြီးစားရရတောင်းတဲ့ချောင်းလာငါတိုင်းလေးပဲဟုတ်ပြီပြီကူပါကြီးစားရရတောင်းတဲ့ချောင်းဟုတ်ပြီပြီကူပါကြီးစားရရတောင်းတဲ့ချောင်းဒီလိုဆိုမလွယ်ဘူးမောင်မရှိတိတ်မလုပ်နဲ့ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်အိမ်လေးပတ်တည်းရဲ့စန္ဒပါဝီကိုမောင်မောင်အိမ်လေးကြီးလက်ပါပဲညလောချာချက်တောင်ရောရွတ်ရောင်ရောင်အဟုံးမမနဲ့မောင်မယူစပွဲဆောင်အိုးမခုတ်တဲ့ကြောင်ရှင်လေးရဲ့ဒီလေးလာတော့မရှိရတော့တကယ်ဆောင်ကောင်းလို့ပြည့်ပြည့်မောင်ရဖို့ချစ်တဲ့ကောင်းမမီနဲ့တဲ့ဒီဆောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်မလေးကလည်းကြောက်ဟုတ်ပါဘူးနော်ကြောက်ဟုတ်ပါဘူးအချောင်းကြီးတိုင်းကျုံမဲ့မချမ်းနဲ့ယောကျုံမဲ့မချမ်းနဲ့နေရတဲ့ဝေးအနေယူဖို့စားအိမ်မရမလာမတာအေးမလို့တဲ့ပါချိုးချင်မကားဝေးတောင်းမပြတ်ပါကိုတော့ချုံတွေးလို့တာကြောက်ရတယ်မောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်ဒီလိုဆိုမလွယ်ဘူးမောင်တချို့များကြတော့အာမနီရမောင်နာလာရီဝအောင်စကားရဆောင်ဩကြွားရဆောင်အတင်းများကြီးအရင်ပြိခရလေးတင်လာချင်ပါတရားစလုံးလေးလည်းပါတယ်ဟုတ်တယ်ဘာလို့ပြောနေရလဲ
ရက်တာလူတရားပရိယာလီယာဝိဇာရောင်ရောင်ပါပါညာညာစရာရီတိရှာတာတကယ်ရည်သိချင်ရဆုံးမချစ်ကိုတည်း ရက်ခတ်ပေးနေတယ်ပတ်စံကမှမပြီးပတ်စံလေးကခွက်ရကြမလားအဲ့ဒီရက်ခတ်တော့ပတ်စံလေးကပတ်စံတော့တော့ဟောင်းလက်ကုပ်တန်လေးမင်းလေးတိတ်ဆိတ်သွားတာပဲနော်